အားလုံးပဲမင်္ဂလာပါ Enemy Hat MM ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဂွန်ဆိုတဲ့ကောင်လေးတစ်ယောက်သူ့ရဲ့ဖေကိုရှာပုံတော်ဖွင့်တဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ခင်ဗျာ Adventure ဆန်ဆန်တကယ်ချင်းတွေနဲ့အတူတူကြုံလာတဲ့အန်ဒီရယ်တွေကိုဘယ်လိုကြော်ပြတ်သွားမလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူစီမျှောလိုက်ကြရအောင်ဒန်နာရီလာတတဝါကြီးတွေထူးခြားဆန်းများတဲ့အကောင်တွေရတနာတိုက်တွေမကောင်းဆိုးဝါးတွေနေမြေတစ်တွေဒီလိုမျိုးနားလည်ရခဲ့တဲ့အရာအလုံးကိုစကားလုံးအဖြစ်မော်ပညာလို့သတ်မှတ်ပြီးတော့လူထုစံတချို့ကသာဒီလိုမော်ပညာမျိုးကိုပိုင်ဆိုင်ထားကြပါတယ်သူတို့ကိုတော့ဟန်တာရီလို့ခေါ်ကြပါတယ်ဇလန်လေးကိုတော့ဝှေးအိုက်စ်လန်ကျွန်းလေးပေါ်ကိုလိုက်ပြရင်းနဲ့စတင်ထားပါတယ်ငါးဖန်သမားကြီးတွေကဂွန်တယောက်ဒီနေ့လဲငါးဘရင်ကြီးကိုဖမ်းနေလားလို့မေးလိုက်ပါတယ်သူမကတော့ဂွန်ရဲ့တော်ဖြစ်သူမီတိုဆန်ပါသူမကငါးဘရင်ကိုသာဖမ်းနိုင်ရင်သူ့ကိုဟန်တာအီဇန်ကိုပေးဖြစ်မယ်လို့ပြောထားပါတယ်အဲ့ဒါကြောင့်ဂွန်တယောက်ကကြိုးစားနေတာတပတ်ရှိနေပါပြီလူကြီး9ယောက်ဝိုင်းဖမ်းရင်တော့မှမဖြစ်နိုင်တာကြောင့်ကလေးတစ်ယောက်ကဖမ်းနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ငါးဖမ်းသမားကြီးတွေကတော့ထင်ကြေးပေးနေကြပါတယ်။ဒါပေမဲ့ဂွန်အဖေတုံးကလည်းဒီအရွယ်မှာဖမ်းမိခဲ့တာပါ။ဒီလိုနဲ့ဂွန်ရဲ့ငမားချင်းမှာတော့ငါးဘရင်ကြီးကလာခဲ့ပါတော့တယ်။ဂွန်တယောက်ကျိုးကိုတစ်ပစ်မှာတကပတ်လိုက်ရင်နဲ့ငါးဘရင်ကြီးကိုဆွဲတင်ကနောက်ဆုံးမှာတော့ဖမ်းမိခဲ့ပါတော့တယ်။ငါးဖမ်းသမားကြီးတွေဟာလွန်ခဲ့တဲ့နှစ်20တုန်းကဂွန်အဖေဖမ်းမိတုန်းကတခါမြင်ခဲ့ဘူးတာဖြစ်ပြီးတော့အခုတော့သူ့ရဲ့သားကျေးဇူးကြောင့်နောက်တစ်ချိန်မြင်တွေ့ခွင့်ရခဲ့ကြပါပြီမီတိုဆန်တယောက်ကတော့သူမရဲ့ကတိအတိုင်းဂွန်ကိုဟန်တာအီဇန်ကိုဝင်ပြေခွင့်ပေးရပါတော့မယ်ဂွန်အဖေနာမည်ကရင်ဖြစ်ပြီးတော့အသက်12နှစ်အရွယ်မှာခုလိုပဲဖမ်းမိခဲ့တာပါသူ့အဖွားကတော့ဒါဟာသွေးကစကားပြောတာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်မီတိုဆန်တယောက်ကတော့သူမရဲ့သားလိုချေရတဲ့ဂွန်ကိုမလွတ်ချင်ခဲ့တာကြောင့်မင်းအဖေကမင်းငယ်လေးတွေကပြစ်ထားခဲ့ပြီးတော့ဟန်တာပြစ်မဲ့လန်ကိုယူသွားခဲ့တာဖြစ်ကြောင်းကိုပြောနေခဲ့တယ်ဂွန်ကတော့အဲ့ဒါကိုတူတာစိတ်ဝင်စားဖို့ကောင်းနေတာပါတဲ့တားပြစ်သူကိုတောင်ပြစ်ပြီးဟန်တာတယောက်လုံနေခဲ့တာကြောင့်သူ့အဖေစိတ်ဝင်စားတဲ့ဒီလောကိုသူကိုယ်တိုင်လေးလာကျင်တာဖြစ်ကြောင်းကိုပြောလိုက်တယ်တကယ်ကိုကျင်တဲ့တူတာပဲဆိုတာသာပြောနိုင်ပြီးတော့သူမကလွတ်ပေးလိုက်ရပါတော့တယ်နောက်နေ့မှာတော့ဂွန်တယောက်ဟန်တာအီဇန်ပြေဖို့မီတိုဆန်ကိုနှုတ်ဆက်ရင်းနဲ့ဝှေးအိုက်စ်လန်ကနေပြီးတော့ထောက်ခွာခဲ့ပါပြီကဘာတော်ဆုံးဟန်တာတယောက်ဖြစ်လာရမယ်လို့အော်ပြောနေတဲ့သူ့ကိုကြည့်ပြီးလှေပေါ်ကသူတွေကတော့လောင်ရည်နေခဲ့ကြပါတယ်ခလေးတယောက်ကဟန်တာတယောက်ဖြစ်လာနိုင်ပါဘူးပေါ့ဂွန်ကတော့ဂယုကိုမဆိုင်တာပါဇင်ယော်ရီအော်နီတာကိုကြည့်ပြီးတော့ပုံတိုင်းလာတော့မှပြည်ချောင်းကမ်ပတိန်ကိုပြောလိုက်တယ်လေနန်းကိုယူကြည့်လိုက်ပြီးတော့အားပြင်းတဲ့အကြောင်းကိုပါပြောလိုက်တော့ကမ်ပတိန်တယောက်ကဂွန်ကိုရမ်းတွေသဘောကျသွားပါတယ်တကယ်ကိုကြီးမားတဲ့မွန်တိုင်းတစ်ခုကတိုက်ခတ်ခဲ့ပြီးတော့စာမေးပွဲဖြေဖို့လာကြတဲ့လူတွေကလူလိုက်နေကြပြီးကပ်ပတိန်ကကြည့်လိုက်တော့ဂွန်တယောက်ကလိုင်းမှုနေတဲ့လူတွေကိုတောင်မှကူညီနေတာကိုတွေ့လိုက်ရပါတယ်သူ့လိုပဲနောက်ထပ်2ယောက်ကလည်းအေးအေးဆေးဆေးလေးဖြစ်နေပါတယ်ခံနိုင်ရရှိတဲ့လူတွေလည်းရှိနေသေးတာပေါ့ဒီထဲမှာတော့ဂွန်ဟာထူးခြားဆုံးပါပဲကပ်ပတိန်ကသူတို့3ယောက်လုံးကိုခေါ်တွေ့လိုက်ပြီးတော့မိတ်ဆက်စီခဲ့တယ်ဂွန်ခူရာပီကာလီယိုရီယိုဆိုတဲ့သူတို့3ယောက်လုံးကိုဟန်တာဘာလို့ဖြစ်ချင်တာလဲလို့မေးလိုက်တယ်ကျန်တဲ့2ယောက်ကတော့စာမေးပွဲစစ်တဲ့လူမဟုတ်တဲ့အတွက်မေးတာမျိုးမလုပ်ဖို့ပြောနေပေမဲ့ဂွန်ကတော့သူ့အဖေကဟန်တာဖြစ်တာကြောင့်သူ့အဖေကိုရှာကျင်လို့ထွက်လာတာဖြစ်ကြောင်းကိုပြောလိုက်တယ်ကျန်တဲ့2ယောက်ကတော့သူတို့အကြောင်းတွေကိုပြောပြချင်ဘူးတယောက်နဲ့တယောက်ကြီးရငယ်တွေပြောကြရင်လည်းရင်ဖြစ်နေကြသေးတယ်ကပ်ပတိန်ကကျန်တဲ့2ယောက်ကိုထွက်သွားပြန်ပြီလို့စာမေးပွဲစစ်စေးရေးပွဲကိုပြောလိုက်တယ်တကယ်တော့ဟန်တာအီဇန်အခုတည်းကစတင်နေပါပြီဖြေဆိုမဲ့လူတွေဟာရန်ကိုမြတ်ပြတာကြောင့်အခုလိုမျိုးလက်တပြက်စီစဉ်တွေနဲ့လူစစ်ထုတ်တာပဲဖြစ်တယ်နောက်လည်းပြောရမယ့်ကိစ္စဖြစ်တာကြောင့်ခူရာပီကာကသူဟာကူတာကလန်ရဲ့နောက်ဆုံးကြံရည်သူဖြစ်ကြောင်းကိုစာပြောလိုက်ပါတယ်လွန်ခဲ့တဲ့4နှစ်တုန်းကသူတို့မျိုးနယ်တွေကိုဖန်တန်ထရူလို့ခေါ်တဲ့ဒူစီရိုက်ပွဲစည်းတစ်ခုကတယောက်မကြံတက်ပစ်လိုက်တာဖြစ်ပြီးတော့လက်စားချင်းနေတာကြောင့်သူဟာမိုးဆိုးဖြစ်လာတာဖြစ်ကြောင်းကိုပြောလိုက်တယ်ဖန်တန်ထရူဆိုတဲ့အဖွဲ့ကအေးစစ်ရှိတဲ့ဘောင်ဒီဟန်တာတွေဖြစ်တာကြောင့်ပရိုဟန်တာတွေတောင်သူတို့ကိုနေနိုင်ကြသေးတာမဟုတ်ကြောင်းကိုကပတိန်ကပြောပြခဲ့တယ်လီယိုရီယိုကတော့လက်စားချင်းတဲ့ဟန်တာတယောက်ဖြစ်လာဖို့လိုလားဆိုပြီးအားချောင်းလိုက်တော့ဟန်တာပြမတိခွင့်ရှိတဲ့တည်င်းချက်လက်တွေတာမန်လူတွေခံစားခွင့်မရှိတဲ့ဂျိုးခံစားခွင့်တွေခမောင်းအောင်နဲ့လိုက်မမီတဲ့အကြောင်းအရာတွေအများကြီးရှိကြောင်းခရိုပီကာကပြောလိုက်တယ်သူဒေါသဖြစ်သွားတာပေါ့ဒါပေမဲ့ဂွန်ကဂျာကနေဝင်ထိန်လိုက်ပြီးတော့လီယိုရီယိုကရောဘာလို့ဟန်တာဖြစ်နေတာလဲလို့မေးလိုက်တယ်ပတ်စံသာရှိမဲ့ဆိုအရာအလုံးကိုလုံနိုင်ရကြောင်းသူကတော့ပတ်စံအတွက်ဟန်တာဖြစ်နေတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အစဉ်အတန်းကိုတော့ပတ်စံနဲ့ပေးဝယ်လို့မရကြောင်းခရိုပီကာကပြန်ဖောက်တော့တယ်အဲ့ဒါနဲ့မင်း300ရှိသွားပြီနော်အရင်ဆိုင်ခူတာကလန်ရဲ့နောက်ဆုံးမျိုးဆက်ကိုငါကူပဲတုံတင်ပြမယ်အပြင်ထွက်ခဲ့ဆိုပြီးတော့ခေါ်လိုက်တယ်သူ့ကလန်ကိုစော်ကားခံလိုက်ရတာကြောင့်ခူရာပီကာကလည်းဒေါသထွက်သွားပါတယ်သူတို့2ယောက်ရန်ဖြစ်မှာဆိုလို့ကပ်ပတိန်ကတင်ကျင်နေပေမဲ့ဂွန်ကတော့လွတ်ထားလိုက်ဖို့နဲ့မီတိုဆန်ကတစုံတယောက်ရဲ့အကြောင်းကိုတီးကျင်ရင်တ
သူတို့ဘာကြောင့်စိတ်ဆိုးနေတယ်ဆိုတာကိုတီးဖို့လိုအပ်ကြောင်းပြောခဲ့ဘူးတာကိုပြောပြလိုက်တယ်အဲ့ဒါကြောင့်အချင်းချင်းဖြစ်ချင်းခွင့်ပေးလိုက်ဖို့ကိုလည်းပြောလိုက်တယ်အဲ့ဒီအချိန်ဝဲတော်တစ်ခုကပေါ်လာခဲ့တော့ဒီအချိန်တိုင်းသာဆိုလေကမြုပ်သွားနိုင်တာကြောင့်တင်မောသားတွေဟာတဲတန်ကြိုးစားနေကြရပါတယ်ခူရာပီကာနဲ့လီယိုရီယိုကလည်းစကားများနေကြတော့မှပဲလေတိုက်ချမ်းတာကြောင့်တင်မောသားတယောက်ဟာလွင်ထွက်သွားပြီးတော့ရေထဲချမလို့ဖြစ်သွားတဲ့အခါမှာတော့ရန်ဖြစ်နေတဲ့သူတို့နှစ်ယောက်ကအမြန်ပဲဖမ်းဖို့လုပ်လိုက်တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကမမီနိုင်ဖြစ်သွားပြီးဂွန်တယောက်ကတော့ရေထဲကိုပြုတ်ကျမှာကိုတော့မကြောက်ဘဲနဲ့သူတို့နှစ်ယောက်ရဲ့ကြားကနေမြန်လန်းဆွဲလိုက်တယ်ဂွန်ချတော့ကိုတော့သူတို့နှစ်ယောက်ကဆွဲတင်ထားလိုက်တာကြောင့်တင်မောသားလေးကိုလည်းကယ်တင်လိုက်နိုင်တယ်တကယ်ကိုအနေများတဲ့ကိစ္စပါသူတို့နှစ်ယောက်သာဖမ်းမဆွဲထားလိုက်ရင်အခုချိန်ဆိုငမန်းစာတောင်ဖြစ်နေလောက်ပါပြီဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်စလုံးကဖမ်းလိုက်ကြတယ်လေဂွန်အဖြေကိုကြားတော့သူတို့နှစ်ယောက်ဟာပြန်မပြောနိုင်ကြတော့ဘူးဂွန်ဟာတကယ်ကိုယိုသားပြီးပွင့်ပွင့်လင်းလင်းတို့ပြောတတ်တဲ့လူပါအဲ့ဒီကိစ္စကြောင့်သူတို့နှစ်ယောက်ကလည်းပြန်ပြေးလဲသွားကြပြီးတော့တယောက်နဲ့တယောက်တောင်းပန်လိုက်ကြတယ်ကပတိန်ကလည်းစာမေးပွဲဖြေရမယ့်ဤသုံးစိတ်ကန်းစီကိုပို့ပြီးမှပြကြောင်းပြောလိုက်တယ်ဂွန်တယောက်သူ့ဖေချီယာကိုနင်းပြီးတော့ဟန်တာတယောက်ဖြစ်လာဖို့ပထမကြည်လန်းကိုစတင်လိုက်ပြီးပဲဖြစ်ပါတယ်